ရှင်းရင်လည်းတကယ်ခံစားချက်နဲ့ရေးဖွဲ့ထားတယ်ညာဆိုဒီကြပြားပဲဖြစ်ဖြစ်အဲ့လိုတော့အခုကြပြားလေးကမှဆိုမကေကိုချစ်တယ်ဟုတ်တယ်အဲ့ဒါမကေကိုဆွဲလန်းတဲ့စိတ်နဲ့ခံစားနေရတဲ့ကိုရှင်ခုံတန်းတွေကိုဖွဲ့စည်းထားတဲ့ကြပြားလေးတစ်ပုဒ်ပဲဘယ်လိုလဲကိုကြပြားလေးကမကေရှင်နဲ့ကိုရောက်ရလားမကေရောကိုလိုခံစားရတယ်မလားမကေကိုတကယ်ချစ်တာပါကိုဘဝမှာလေဘယ်မိန်းကလေးကိုမချစ်ခဲ့ဘူးမကေရတို့ရဲ့အချစ်ဦးမကေမချစ်သူမရှိသေးဘူးဆိုရင်ကိုချစ်ကိုလက်ခံစေချင်တယ်ပြောစမ်းကွာအဲ့နဲ့မင်းသူ့လက်ခံနိုင်မှာလားဟုတ်မင်းသူ့တကယ်ချစ်တယ်မလားဖေးဟုတ်ဟမ်ဟုတ်သာဒီမှာပါမငါသာရှက်နေနေနော်ပုံမှန်တယ်ဘောကချစ်တယ်ချစ်ဘောမူလားငါသာဖေးသိပါလေကွာငါသာသူ့ကိုချစ်နေတယ်ဆိုပြီးသိပါဟုတ်တယ်မဟုတ်လားကဲဝေးတို့ပြောထားတယ်မလားတို့သားရေးကြောင်တို့ကောင်းအောင်သိပါတယ်လို့ဆိုဟမ်ဒီနေ့တော့သိဝမ်းသာသွားပြီကွာဟဲ့သားရေးဖေဖေကိုဂရီတစ်ခုပေးနော်ဟုတ်လားဟောရီယာဖေဖေတို့ရဲ့ချွေးမလောင်းလေးပိုးအီကိုငါသားရေးကတစ်သက်လုံးစိတ်ချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်ထားပါမယ်လို့ဝန်သားလိုက်တာသားရဲ့ဝန်သားလိုက်တာကွာရှင်တိခံစားနေရတယ်ဘာတွေ့နေရလဲငါဘာမှမတွေ့ပါဘူးညာတဲ့ဖက်နဲ့မညာနေစမ်းပါလဲရှင်ရှင်ပြပြတုံးနဲ့ပေးစားမယ်ဆိုတော့ရှင်စင်မချမ်းမသာဖြစ်နေရမယ်ဟုတ်ပါဘူးရှင်ဘလို့ပဲဆက်ညာစင်မချစ်သူရှိရဲဆိုတာတို့သိပြီးသားပါထို့အတွက်နဲ့စင်စိတ်နှောက်ရှက်မဖြစ်စေရပါဘူးသူများချစ်ချင်းကိုတို့မခွဲရပါဘူးလူကြီးရဲ့စီစဉ်တာကိုနားယောင်မိတာကိုတို့ရဲ့အဖြစ်ပါဘဘကဘာပြင်းမှမရှိပါဘူးတို့အမှန်တိုင်းကိုခံရသေးစင်ရကျုံးလေးကဟိုးငယ်ငယ်လေးတော့ခင်နေကြတယ်နှစ်ဖက်မိဘရတယ်သဘောတူကြရဲဆိုတော့တို့စင်ကိုတိတ်တကူးမြင်နေခဲ့မိရအမှန်ပါအချက်ပေးရမယ်ဆိုရင်ရှင်တလောက်စိတ်ဆင်းရဲနေရမစိတ်မဆင်းရဲပါဘူးအကောင်းဆုံးခြေနေတစ်ခုကိုဘယ်လိုရအောင်ယူရမလဲဆိုတာကိုစဉ်းစားနေတာဘဘတို့ညီမလေးချင်းတရားလို့ချစ်ပါလေ
ဒါပေမဲ့ ခြေနေအားလုံးကိုနားလည်ပါတယ်သင်စိတ်ချမ်းသာဖို့အတွက်ကျွန်တော်စုပ်ပေးမှာပါ ဟင်ဘာဟဲ့ကောင်ဘာကြီးဟင်မင်းဟာခန့်ရည်ဒီတိုင်မိသားစုရင်ဒလေးထုံးစာအစင်လာကိုမင်းချိုးဖောက်လိုက်ကြီးငါတို့မိသားစုဂုံသိက္ခာအဲ့ဒါကိုမင်းရိုက်ချိုးပြလိုက်ပြီမဟုတ်ဘူးလား မဟုတ်ပါဘူး မင်းငါလိန်မိုးညာကိုမကြိုးစားပါနဲ့ဟဲ့ဒီမှာခန့်ရည်ဒီတိုင်ရဲ့မိသားစုဂုံသိက္ခာကိုငါအသက်လောက်တန်မိုးထားခဲ့ရတာဂုံယူဝင်ကြွားခဲ့ရတယ်မင်းဥပက္ခပြုတ်ရတယ်ငါမိသားစုရဲ့ဂုံသိက္ခာကိုညှိုးနှောင်းအောင်လုပ်မယ်ဆိုရင်ငါဘယ်သူမှခွင့်မလွတ်နိုင်ထားစမ်းမောင်ငါလေငါမင်းကိုတော်တော်လေးကိုမျှော်လင့်ရတာလိမ္မာရေးကြရှိမဲ့သားကြီးတယောက်ပဲဆိုတာငါထင်ကြီးခဲ့တာဒီမှာချောင်းရိုးမြောင်းရိုးတာတင်ငေါရိုးထုံးလန့်ရှိတယ်လူမျိုးရိုးဆိုတာတော့မှမတင်ငေါဘူးလို့ငါဆုံးမစကားတယ်အခုတော့တဲရဲရေသွန်တယ်လို့ဖြစ်သွားပြီဘာမှတင်မကြိုင်ခဲ့ဘူးဟမ်ဒီတော့မောင်ကွာဒီမိန်းကလေးကိုမင်းဘယ်လိုလုပ်ပြီးတော့မတွေ့တာတော့ဟမ်တို့မိသားစုဒလေထုံးစံကို तू နားလဲပါမလားတို့အတိုင်းဝိုင်းထဲမှာ तू ဝင်စားမှာမလားဘဝအစင်တန်ပေါင်းဆက်လို့မရဘူးဆိုတာမင်းမစင်စားမိဘူးလား ဒါမစင်စားခဲ့မိတာမှန်ပါပြီဒါသူ့ဘယ်လိုချစ်မိသွားမှမသိဘူးဒါတိတာဒါသူ့ကိုချစ်တာတခုပဲသိတယ်ပဲ ဟာချစ်တာတခုတည်းသိလို့ဘဝတိဆောက်လို့မရဘူးကွာဘဝတစ်ခုပေါင်းဆက်ကြရမယ်ဆိုရင်သူ့မိသားစုအတိုင်းဝိုင်းကိုယ့်မိသားစုအတိုင်းဝိုင်းအဆင်ပြေနိုင်မှာမလားဆိုထည့်ပြီးတော့စဉ်းစားရတယ်မင်းတော်တော်လေးကိုမှားယွင်းခဲ့တာပဲငါတော့မင်းငါစိတ်ဓာတ်ကိုသိလိမ့်မယ်ငါစေတနာကိုမင်းနားလေလိမ့်မယ်လို့ငါထင်နေတာငါမင်းငါသားကြီးပဲဆိုပြီးတော့ငါဂုံယူမိတာအားထမိတာငါခေါ်အားပဲလို့တော့မင်းကိုငါသတ်မှတ်ထားတာခုတော့မင်းငါရဲ့မျောလင်းရက်တွေကိုမင်းအားလုံးရိုက်ချိုးပြီးခဲ့ပြီငါရဲ့အိမ်မက်တွေကိုမင်းဖြိုခွဲပြစ်လိုက်ပြီကွာမင်းငါ့ကိုစိတ်ဆင်းရအောင်မင်းလုပ်ရတယ်မင်းငါ့ကိုစိတ်ကြည့်ကြအောင်လုပ်ရတယ်ကွာဟဲ့လို့မငိုပါနဲ့ဖေဟဲ့ဖေစိတ်စင်းအောင်ဘယ်တော့မှမလုပ်ပါဘူးဖေဒါပဲဖေအမြဲစိတ်ချမ်းသာတည်ခြင်းခဲ့တာပါဖေအခုလိုပြည့်ရကြတယ်တော့တော်တော်မမြင်ရဘူးဖေကျွန်တော်တို့ဘယ်တော့မှမျက်ရည်မကြားရအောင်ကျွန်တော်တို့ဒီဘယ်တော့မှမျက်ရည်မကြားရအောင်ဖေစိတ်ကြီးကောင်လုပ်တယ်လို့တော့ကျွန်တော်မပြောပါနဲ့ဖေဒါဟာဒီပြည်စကားကိုနားထောင်ပါလေဒါဖေဖြစ်စေချင်တဲ့အတိုင်းမလုပ်ပါနဲ့